ဦးစင်းရဲ့ဓမ္မတွေဦးစင်းစေးနီးကောင်းလေးတစ်လက်ပေးခြင်းလို့ဗျာဒီရာဒီမှာဆိုဆောင်းဝင်သားဆိုတော့ဆောင်းနေဆိုကြတယ်စုပ်တွေပွားပြီနော်ဒါဦးစင်းတော့တော်တော်တက်တာတဲ့နေလေးပေါ့ဒီသင်္ဘောရက်တရက်ကိုပေါ့နော်ဒီလိုမျိုးလုံးချင်ဒါမျိုးလေးလုံးချင်ဒါမျိုးလေးလုံးချင်မှာပေါ့ဗျာနော်လုံးချပြီးတော့ဖောက်ကလေးတွေကိုထည့်မယ်ဖောက်ကလေးတွေထည့်ဦးစင်းကတော့သူတို့ဘိုင်းပေါ်မှာတင်ထားတာတရက်ဆိုလို့ဦးစင်းတရက်လောက်တာပေါ့နော်အမှန်တမ်းပြောပြရင်ဦးစင်းကမယုံဘူးဗျအင်္ဂလိပ်ဈေးတွေရောဗမာဈေးတွေရောစိုးနေအောင်တောက်တာဘလို့မပြောင်းဒါနဲ့ကဲတက်တော့ပေါ်မှာတင်မောရွက်တီထောင်းဆိုရင်ဒီဟာကိုတောက်ပါဆိုတော့နောက်ဆုံးအနေနဲ့ဦးစင်းမင်းညနေကစမ်းကြည့်တာဗျစမ်းကြည့်တော့ဦးစင်းကခုလိုပဲဒါဒီနေ့ဦးခုလိုတဲထားတဲ့ဥစ္စာလေးနဲ့ပေါ့ဗျာပထမ်းရရင်တန်တန်နဲ့ဦးစင်းတစ်စိမ့်သိမ့်တောက်တာတစ်စိမ့်သိမ့်တောက်တာပြောချင်တာကတော့ကိုတောက်နိုင်မယ်အရွယ်ရောက်ပြီအရွယ်စားပေါ့နော်အနည်းတဲ့လောက်ရောက်ပြီဆိုရင်တော့တောက်လို့ရပြီဒါမျိုးလေးစိတ်ထားပေါ့ဘိုင်းပေါ်မှာလည်းသူတို့10မိနစ်လောက်လို့ပြောတာပေါ့နော်ဒါမျိုးလေးစိတ်ထားပြီးပြီဆိုလို့ချင်းတော့ဒါတောက်လို့ရပြီဦးစင်းတော့တော်တော်တက်တာနော်ဒါကြောင့်မို့ဦးစင်းကမျှဝေပေးတာတကယ်လို့ဘာစိနဲ့မှကုလို့မှစားလို့မှမပြောက်တဲ့ချောင်းဆိုးဝေဒနာတွေဒီလေးလေးလောက်ကြည့်ဗျဘာမှမလိုဘူးသင်္ဘောရက်တရွက်ပဲနော်သင်္ဘောရက်တရွက်ချေးဘကွက်ထဲရင်းလေးလေးလောင်းထဲကိုတောက်နိုင်တဲ့အရွယ်သားရောက်ပြီဆိုရင်တောက်တော့ဒါဆိုရင်ပြည့်ပြည့်သားသားကိုတတ်တာတယ်ဗျာဦးစင်းတော့တိတိတော့တတ်တာတယ်ဦးစင်းမင်း10ရက်15ရက်လောက်ရှိပြီမော်ကျွန်းကပြန်လာကနေကဖြစ်နေတာပေါ့ဗျာဘယ်ဟာနဲ့မှရှင်းရှင်းမပြောက်ဘူးဒီကောင်နဲ့တော့တော်တော်ရှင်းရှင်းပြောက်လို့ဦးစင်းကမျှဝေပေးတာပါဗျာနော်ကဲပြည့်ရှိသူအပေါင်းသိချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြရေးအစာဝအနာကင်းဘုရားရှင်းရပါစေဗျာ